အာဖဂန်နစ္စတန်မှာအမေရိကန်တပ်တွေဆုတ်ခွာခဲ့ရပြီးတာလီဘန်တွေအာဏာပြန်ရလာခဲ့ဒီမှာအခုဩဂတ်15ရက်မှာ9နှစ်တင်းတင်းပြည့်မြောက်ခဲ့ပြီဖြစ်ပေမဲ့အာဖဂန်နစ္စတန်ဟာအဖက်မမကြာဆုံးမှုတွေနဲ့ရင်ဆိုင်နေရဆဲဖြစ်ကြောင်း CNN ကဖော်ပြခဲ့ပါတယ်။တာလီဘန်လက်ထက်9နှစ်တာကာလအတွင်းအာဖဂန်နစ္စတန်ဟာကမ္ဘာပေါ်မှာလူအခွင့်အရေးနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဆိုးရွားဆုံးအရေးပေါ်အခြေအနေတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။အာဖဂန်ပြည်သူတွေဟာအကြမ်းဖက်သမားတွေရဲ့အနေရအပါအဝင်တဘာဝဘေးရန်တွေနဲ့ရင်ဆိုင်ခဲ့ရပြီးတန်းနဲ့ချီတဲ့ကလေးငယ်တွေအငတ်ဘေးဆိုက်ရောက်ခါအမျိုးသမီးတွေနဲ့မိန်းကလေးငယ်တွေရဲ့အခြေခံအကြဆုံးအခွင့်အရေးတွေဆုံးရှုံးခဲ့ရပါတယ်။အာဖဂန်နစ္စတန်လူဦးရေရဲ့45%ခန့်ဟာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေကိုလိုအပ်နေပေမဲ့တာလီဘန်တို့အာဏာပြန်ရလာခဲ့ပြီးနောက်ပြည်ပမှာအလှူရှင်နိုင်ငံတွေနဲ့အဖွဲ့အစည်းတွေဟာအကူအညီတွေကိုတိတိကျကျလျှော့ချခဲ့ကြပါတယ်။တစ်ချိန်ကအာဖဂန်နစ္စတန်ကိုကူညီထောက်ပံ့မှုအများဆုံးပေးရခဲ့တဲ့အမေရိကန်ဟာအခုအခါအာဖဂန်အတွက်အများဆုံးလှူဒန်းတဲ့နိုင်ငံ9နိုင်ငံစီးရင်မှာမပါဝင်တော့ပါဘူး။လေရင်ခြေပြုခွဲခြားဆက်ဆံမှုစနစ်အောက်မှာတာလီဘန်တွေဟာအမျိုးသမီးတွေနဲ့မိန်းကလေးငယ်တွေရဲ့အခွင့်အရေးတွေကိုဆက်လက်ပိတ်ပင်ထားတာကြောင့်နိုင်ငံတကာရဲ့ကူညီထောက်ပံ့မှုတွေရောကျလာခဲ့တာဖြစ်တယ်လို့ကျွမ်းကျင်သူတွေကပြောကြားခဲ့ပါတယ်။ပွင့်ပွင့်လင်းလင်းပြောရရင်အာဖဂန်နစ္စတန်မှာအမျိုးသမီးတစ်ယောက်ဖြစ်နေထိုင်ရတာငရဲကျနေတယ်လို့ပါပဲလို့အာဖဂန်နစ္စတန်ပြန်လည်ထူထောင်ရေးဆိုင်ရာအမေရိကန်အထူးစုံစမ်းစစ်ဆေးရေးမှူးဟောင်းဂျွန်ဆော့ဘကိုကပြောကြားခဲ့ပါတယ်။အာဖဂန်နစ္စတန်ဟာကမ္ဘာပေါ်မှာမိန်းကလေးတွေကို6တန်းထက်ကျော်လွန်ပြီးပညာသင်ကြားခွင့်ပိတ်ပင်ထားတဲ့တခုတည်းသောနိုင်ငံဖြစ်ပါတယ်။ဒါ့ပြင်အာဖဂန်ကလေးငယ်10ဦးမှာတဦးဟာစိုးဝါပြင်းထန်တဲ့အာဟာရချို့တဲ့မှုကိုခံစားနေရကြောင်း Save the Children အဖွဲ့ကထုတ်ပြန်ခဲ့ပါတယ်။ UNICEF ရဲ့ထုတ်ပြန်ချက်မှာလည်းအခုနှစ်အတွင်းကလေးငယ်17တန်းကျော်ဟာလူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေလိုအပ်မယ်လို့ခန့်မှန်းထားပေမဲ့အကူအညီတွေလျှော့ချခံရမှုကြောင့်ကျန်းမာရေးဌာန600နီးပါးပိတ်သိမ်းခဲ့ရပြီးဖြစ်ကြောင်းဖော်ပြခဲ့ပါတယ်။ဒါ့ပြင် IS ဖွဲ့ရဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေမူရစ်ဆေးဝါးမောင်းခိုကူးမှုတွေအပြင်အာဖဂန်နစ္စတန်ဟာကဏ္ဍပေါင်းစုံမှာဆုံးရှုံးနစ်နာမှုတွေနဲ့ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။